ပြောင်းလဲမှာပါသမီးပြောင်းလဲမှာပါသမီးအကုန်လုံးလေကြီးတော့ကြိုက်ပါတယ်ဟုတ်ကဲ့နော်ဒီပါတီတွေကကောင်းအောင်တိုင်းပြည်ကောင်းအောင်လုပ်နေရင်စင်ပြေတာပေါ့ဘာတွေလဲအဲ့ဒါအားပေးတာပေါ့ကွယ်ဒီကတော့ကျွန်တော်တို့ကတော့လွတ်တော်တော့ match လာတယ်မှာခေါ်မှာပဲ match လာတယ်မှာခေါ်ပြီးလောက်ရမှာပဲလောက်ပြီးရင်ကျွန်တော်တို့ကဒါ APL လာထဲမှာတော့အစိုးရတဲ့ပေါ့နော်အစိုးရတဲ့တာဝန်တွေက APL လာထဲမှာထမ်းဆောင်မှာပဲပို့ပြီးတော့じゃဒါဟိုပေါ့နော်ရင်းနှီးမြုပ်နှံမှုတွေလည်းပို့ပြီးမြန်မာနိုင်ငံမှာဝင်လာမယ်လို့လည်းကျွန်တော်ညှော်လင့်ပါတယ်ဗျဒီຢာနဲ့အတူကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးလည်းပို့ပြီးတော့じゃဒါစီးပွားရေးအခွင့်အလမ်းတွေပွင့်လင်းလာမယ်လို့မြင်ပါတယ်